ဒါပေမဲ့ F ကတော့ဒါကိုတခြားတစ်သက်ကနေမြင်နေတာပါဒီမြင်ကအရင်ကဘာမှမရှိတဲ့ဖုံဆိုးမြေတက်ထစ်ပြီးဖားလူသားတွေရဲ့လှုပ်ရှားမှုအမှတ်အသားတစ်ခုမှမရှိခဲ့ပါဘူးအကယ်၍ငါတို့ကခမားတို့နယ်မြေတွေကိုတကယ်ပဲကျူးကျော်မိတာဆိုရင်တော့ငါတောင်းပန်မှုအဆင့်တင်ပါပဲဒါပေမဲ့ခမားတို့ထင်နေတယ်လို့တော့မဟုတ်ဘူးငါတို့ကအဝေးကြီးကနေလာတာဖြစ်ပြီးဒီမှာခဏပဲနားတာပါလို့သူကရှင်းပြလိုက်တယ်အဲ့ဒီနောက်သူကရှုကိုမြောက်ပင်ပြီးစကားလမ်းကြောင်းလွှဲလိုက်တယ်ကြည့်ရတာခမားကနောက်တက်မဲ့ခေါင်းဆောင်နေရတဲ့တကယ်ကိုထိုက်တန်တဲ့သူပဲနော်ခမားရောက်အဲ့လိုမထင်ဘူးလား Elf ရဲ့မြောက်ပင်စကားကြောင့်ရှုကတကယ်ပဲဝမ်းတာသွားပုံရတယ်သူတို့စကားပြောနေရင်နဲ့ Elf ဟာဖားလူသားတွေဒီကိုလာရတဲ့တကယ်အကြောင်းရင်းကိုရိပ်မိသွားတယ်သူခင်ထားတဲ့အတိုင်းပါပဲသူတို့ခေါင်းဆောင်ကငါတို့ကိုအနီးကပ်စောင့်ကြည့်ဖို့သူတို့ကိုလွှတ်လိုက်တာပါပိုပြီးစိုးရင်စရာကောင်းတာကသူတို့နဲ့အတူပါလာတဲ့ပုတ်တင်ညိုလူသားတွေပါလာတာပါပဲဒါကတကယ်ကိုတန်တရားထစ်စရာကောင်းတဲ့အချက်ပါသူတို့အကြောင်းကိုငါတေးသေးချာချာစုံစမ်းရမယ် Elf ကသူတို့ကိုစကားထဲမှာတေးချစကားပြောဖို့ဖိတ်ခေါ်လိုက်တယ်လာပါငါတို့အချင်းချင်းသဘောတူညီမှုတစ်ခုလုပ်ပြီးပျော်ပျော်ပါပါစားတော့ကြတာအော်လို့ရှုကသဘောတူမဲ့အချိန်ပါပဲသူနောက်ကဖားလူသားတယောက်ကကြားဖြတ်ပြောလိုက်တယ်Cheshman ကဒီဖိတ်ခေါ်မှုကိုလက်မခံနိုင်ဘူးလို့ညင်းလိုက်ပေမဲ့ Elf ကချက်ချင်းပဲဒါကရိုးရိုးရှင်းရှင်းစားတော့ပွဲလေးပါဘာမှထူးထူးခြားခြားမရှိဘူးလို့ပြောပြီးနှစ်သိလိုက်တယ်စားတော့ပွဲလို့ပြောလိုက်တာနဲ့ဖားလူသားတွေကဘာမှမစင်စားပဲချက်ချင်းသဘောတူလိုက်ကြတယ်မကြခင်မှာပဲ Elf ကသူတို့ကိုဧည့်တိုင်ခဲ့ဖို့အတွက်တိုးခန်းကြီးတကောင်ပြင်ဆင်ပေးလိုက်တယ်သူတို့ကိုတားထားရတဲ့တကယ်အကြောင်းရင်းကတော့ပါလာခဲ့ပုတ်တင်ညိုလူသားတွေနဲ့ဖားလူသားတွေကြားမှာဘလို့ပတ်သက်မှုရှိတယ်လဲဆိုတာကိုသိကျင်လို့ပါဒါပေမဲ့သူ့ရဲ့စူးစမ်းခြင်းစိတ်ကိုတော့သူတို့မသိအောင်ထိန်းထားရတယ်ဒါကြောင့် Elf ကခင်မင်မှုစတင်တဲ့အနေနဲ့စကားဆလိုက်တယ်မင်းရဲ့လေဘေးမှာဆွဲထားတာပါလေဒါကကိုတိုးရစီအမွေးမေအဲ့ဒီကောင်မအရန်အန်ဒီရများတယ်အရွယ်စားကြီးပြီးအစိတ်လည်းပြင်းတယ်ပြီးတော့အရန်လည်းမြန်တယ်လို့ရှုကပြင်းဖြေတယ် Elf ကလန့်တစ်ချောင်းနဲ့အဲ့ဒီကောင်ကိုတတ်လို့ရမလားလို့ဆက်မေးတော့ရှုကမေးခွန်းကိုအရေးမလုပ်ပဲရေမော့လိုက်တယ်အဲ့ဒီနောက်သူနဲ့အတူပါလာတဲ့ပုတ်တင်ညိုလူသား Lux ကိုလီးနဲ့များလူယူလာဖို့ခိုင်းလိုက်တယ် Lux လီးယူလာတဲ့အခါရှုကဝေးဝေးမှာပြင်းမှတစ်ခုထောင်ခိုင်းတယ် Elf ကဘာဖြစ်နေတာလဲဆိုတာကိုချက်ချင်းသဘောပေါက်သွားတယ်ဒါကသူ့အတွက်အခွင့်အရေးတစ်ခုပါဖားလူသားရဲ့လေးပစ်အတိတ်ကိုကြည့်နေတဲ့နောက်မှာ Elf ကသူ့ကိုယ်တိုင်စမ်းပစ်ကြည့်ဖို့တောင်းဆိုလိုက်တယ်သူကတမန်ပဲပြင်းမှတ်ကိုလွဲအောင်ပစ်လိုက်တယ်သူမျောလင့်ထားတဲ့အတိုင်းပဲဟိုနားဒီနားကြော့နေတဲ့များတွေကိုတော့ကောက်ဖို့ Lux ကိုခေါ်သွားကြတယ်များကောက်တဲ့အယောင်ဆောင်ပြီး Elf ဟာ Lux နဲ့နှစ်ယောက်တည်းစကားပြောဖို့အချိန်ရသွားတယ်စကားပြောနေချင်းနဲ့ Lux ဟာဖားလူသားတွေနဲ့သူတို့ရဲ့ဆက်ဆံရေးကအပြန်အလှန်ကူညီဆောင်ဆောက်တဲ့ဆက်ဆံရေးမျိုးပါလို့ခဏခဏပြောနေပြီးမြဲဒါက Elf ရဲ့တန်တရားကိုပိုပြီးခိုင်မာသွားစေတယ်အပြင်ဘက်မှာမြင်နေကြတဲ့ဟာတွေနောက်ခံမှာတချို့ကိုရှိနေတာသိကြတယ် Elf ကပုတ်တင်ညိုလူသားတွေကဖားလူသားတွေထပ်ပိုတန်းထားတယ်လို့အရေးတမီပြောလိုက်တော့လေ Lux ကကျွန်တော်တို့မှာဖားလူသားတွေရဲ့အကာအကွယ်လိုအပ်တယ်သူတို့မရှိရင်ကျွန်တော်တို့အသက်မရှိနိုင်ဘူးလို့ပဲထက်ခါပြောနေတယ် Elf က Lux ကိုဒီစကားတွေကိုမိတ်လိုက်တော့ဘယ်သူမေးလိုက်ရင်တော့ငါတို့လေးပြက်နေတွေကိုဆွေးနွေးနေတာပါလို့မှားလိုက်တယ်ညင်းကွင်းကပြန်ပြောင်းသွားပြီးသူတို့တိုးခန်းကြီးကိုအရသာရှိစားနေကြတယ် Elf ကအခွင့်ကောင်းယူပြီးနောင်သားကပိုတော့စားလို့ကောင်းသေးတယ်လို့ပြောလိုက်တော့ရှုကသဘောတူတယ်နောင်ရိုင်းအမဲမလက်ရတာကြာပြီတဲ့ Elf ကသူ့မျိုးစုမှာအရှင်ဖမ်းထားတဲ့နောင်ရိုင်းတွေရှိတယ်လို့ပြောလိုက်တဲ့အခါရှုကခဏလောက်ငြိမ်သွားတယ် Elf ကကုံထွေဖို့အကြံပြုတယ်နောင်ရိုင်းတွေနဲ့လဲမလားဆိုတော့ရှုကချက်ချင်းသဘောတူလိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့နောက်ကနေသတိပေးတဲ့အသံတစ်ခုထွက်လာတော့ရှုကသူ့ဆုံးဖြတ်ချက်ကိုချက်ချင်းပြောင်းလိုက်တယ်သူစဉ်းစားဖို့ချိန်လိုသေးတယ်လို့ပြောပြီးစကားလမ်းကြောင်းလွှဲလိုက်တယ်ငါတို့မျိုးစုတွေမှာပုတ်တင်ညိုလူသားတွေအပေါ်ရန်ညိုးမရှိဘူးလို့ပြောပြီး Lux ကသူတို့နဲ့ဘလို့အဆင်ပြေပြေနေထိုင်နေလဲဆိုတာကို Elf ကိုပြသလိုက်တယ်ရှုက Lux ကိုဖားလူသားတွေနဲ့အတူဖြတ်တန်းခဲ့တဲ့အချိန်တွေအကြောင်းပြောခိုင်းလိုက်တယ် Elf ကတော့အစက္ကန့်ထပ်ပိုးပြီးတတိထိုင်းနေမိတယ်ရှုခဲ့စကားတွေကကြိုတင်လေ့ကျင့်ထားသလိုမျိုးအရန်ကိုချောမှုလုံးလို့ပါအကယ်၍ Elf က Lux ကိုအရင်ကတေးသေးချာချာမမေးမြန်းခဲ့ဘူးဆိုရင်ဒါတွေကိုယူမိသွားမှာအမှန်ပါမွန်းလဲပိုင်အနှဲငယ်စကားပြောလိုက်တဲ့နောက်မှာတော့ဖားလူသားတွေက Elf တို့ကိုနှုတ်ဆက်ပြီးထွက်ခွာသွားကြတယ်သွားခနိုင်မှာရှုက Lux ရဲ့ပခုံးကိုအသားလေးပုတ်လိုက်ပြီးမြင် Lux ကကြောက်လန့်လေးနောက်ကိုဆုတ်သွားတယ် Elf ကဒီအသေးစိတ်အချက်လက်တွေကိုသတိပြုလိုက်မိတယ်ဒါကတန်တူရီတူရှိတဲ့လက်သွဲပါဒနာတွေရဲ့ဆက်ဆံရေးမျိုးလုံးဝမဟုတ်ဘူးဖားလူသားတွေသူတို့လူအုပ်စီပြန်ရောက်သွားတာနဲ့ Lux ကိုဘေးကိုဆွဲထုတ်သွားပြီး Elf ကရှုကိုဘာတွေပြောလဲဆိုတာကိုအတင်းကျပ်မေးမြန်းပါတော့တယ် Lux ကသူတို့ကြိုတင်တိုင်ပင်ထားတဲ့ဇက်လန်းတိုင်းပဲ Elf ကလေးပြုတ်လုံးနေအချောင်းပဲမေးတာပါလို့ပြောပေမဲ့ Scarface ကတလုံးမှမယုံပဲ Lux ရဲ့နောင်ဘေးကိုအားနဲ့ကန့်ထည့်လိုက်တယ် Lux ကကျွန်တော်အဲ့လိုမပြောရင်သူတို့ငါတို့ကိုဘယ်တော့မှမယုံဘူးလို့အမြန်ရှင်းပြလိုက်ရတယ်သူကဆက်ပြီးပညာသင်ခုဆိုတာရှိတယ်လीလို့ပြောတယ်ရှော့ကဒီအချက်ကိုသဘောတူပြီး Lux ကိုကောင်းကောင်းလုံနိုင်ခဲ့တယ်လို့ချီးကျူးလိုက်တယ်အဲ့ဒီနောက်မှာတော့ရှော့ကကျွန်းပေါ်မှာအချင်းကျနေတဲ့သူတွေကိုအလင်းညွန်ပြီးအလင်းနဲ့စကားဆိုလာတယ်သူတို့ကိုအသက်ရှင်စေခြင်းငါအမိန့်ကိုနားခံပါအခုလေးတင် yes ပူဆိုဖို့လူတစ်တယောက်ထပ်တိုးလာပြီ Lux ကလည်းဘာမှမတွန့်ဆုတ်ပဲအမိန့်နားခံပါမယ်လို့ကတိပေးလိုက်ရတယ် Lux တို့မျိုးစုဒီကိုပထမဆုံးရောက်လာတော့ကဖားလူသားတွေကလှိုက်လဲကြိုဆိုခဲ့ကြတာပါဒါပေမဲ့ဒါဟာထောင်းကြောက်တစ်ခုမှနောက်မှတီးခဲ့ရတယ်အခုဆိုရင် Lux တို့မျိုးစုနှစ်ငါးတောင်မပြီးတော့ဘူးဖားလူသားတွေကတော့ထောင်ပါးလာကျော်ရှိနေပြီလေသူတို့မှာကြောက်စရာကောင်းတဲ့အဆောင်ရှောက်နတ်ဗျာဆိုတဲ့လျှို့ဖက်လက်နက်တစ်ခုလည်းရှိသေးတယ်အဲ့လာကတော့ခေါင်းနှလုံးပါတဲ့အရာမှအမွေကြီးတစ်ကောင်ပါပဲ
လွတ်ချမိမိကိုအားကိုးရမယ်တယ်လို့ခံစားနေရတယ်။ Elf ကခွန်အားကြီးတဲ့စစ်တီကတော့တယောက်ဖြစ်ပုံရပေမဲ့သူမျိုးစုမှာလူအင်အား600ပဲရှိတာပါ။ Elf အနေနဲ့ဖားလူသားတွေကိုအနိုင်ယူနိုင်စွမ်းရှိမရှိသူမသေးချဘူး။ဒါပေမဲ့ပုတ်တင်ညိုလူသားတွေကိုသာရက်စပူဇော်လိုက်မယ်ဆိုရင်အနည်းဆုံးတော့သူကလေးအသက်ရှင်နိုင်အောင်မှာပဲလို့သူတွေးနေမိတယ်။ရက်တွေကုံဆုံးလာတဲ့အခါဖားလူသားတွေတောင်အံ့ဩသွားကြတယ်။ပုတ်တင်ညိုလူသားတွေကနွားရိုက်တွေကိုတကယ်ပဲဖမ်းဆီးပြီးခြံထဲမှာပိတ်ထားနိုင်ခဲ့လို့ပါ။ Elf ကလေးလူယူလာခင်နွားရိုက်တွေပေးမယ်လို့ကန့်လန့်လိုက်တယ်။အဲ့ဒီအချိန်မှာ Luch ကကြားဝင်ပြောလာတယ်။ဂုံတွယ်မှုလုပ်တာဟာတစ်ဖက်နဲ့တစ်ဖက်ပူတီးလာဖို့အခွင့်အရေးကောင်းတစ်ခုဖြစ်လိမ့်မယ်လို့သူကအကြံပြုတယ်။ဘာလို့လဲဆိုတော့သူတို့ကပွန်တင်ညိုလုံသားမျိုးစုအကြောင်းဘာမှမသိသေးလို့ပါ။ Luch က Elf ကိုဖားလူသားရွာကိုလာလဲဖို့ဖိတ်ပြီးအပြန်လန့်အနေနဲ့တခြားအရင်စားတွေထပ်ပေးမယ်လို့ကတိပေးတယ်။တစ်ဖက်မှာလည်း Elf ကသူကိုယ်တိုင်လှုပ်ထားတဲ့လေးတွေကိုစမ်းသပ်နေတာပါ။ဒါပေမဲ့ဖားလူသားတွေရဲ့လေးထအကအဝေးတစ်ဝက်လောက်ပဲရောက်တာပါ။ဒီဇိုင်းကမှန်နေပေမဲ့ကုန်ကျန်းပစ္စည်းကောင်းမရှိရင်တော့ဖားလူသားတွေရဲ့လေးလို့စွမ်းဆောင်နိုင်မှာမဟုတ်ဘူးဆိုတာသူသိတယ်။ဖားလူသားတွေအဝင်အထွက်များလာလေးသူတို့ပြောတဲ့ငင်းချမ်းရေးဆိုတာကအန်ဒီရဲ့တစ်ခုအတွက်ဟန်ဆောင်နေတာပဲလို့ Elf ပိုပြီးယုံကြည်လာလေးပါပဲ။သူတို့တစ်ခုကြံစီနေကြပြီ။ဒါပေမဲ့ဘာလဲဆိုတာကိုတော့ Elf အတိအကျမသိသေးဘူး။ဒါကြောင့်ပုတ်တင်ညိုလူသားမျိုးစုဟာအမြဲတမ်းအသင့်အနေထားမှာရှိရမယ်။အဲ့ဒီအချိန်မှာပဲမျိုးစုဟာဆေးဖတ်အပင်တွေနဲ့ပတ်သက်ပြီးသိတာတဲ့တိုးတက်မှုတွေရှိလာတယ်။အပင်တွေအကြောင်းအတွေ့အကြုံရှိတဲ့ဆေးဆရာကြောင့်ရက်လက်တွေကမျောလင်းချက်ရှိနေတယ်။မကြခင်မှာပဲစကားပိုင်းက Luch အကြောင်းဘက်ကိုရောက်သွားတယ်။ Carol က Luch ကိုအခွင့်အရေးတစ်ချိန်ပေးခြင်းတယ်လို့ပြောတယ်။ဘာလို့လဲဆိုတော့အဲ့ဒီလူဟာဖားလူသားတွေနဲ့ဖိအားပေးမှုကိုခံနေရတာသိတာလို့ပါ။တစ်ဖက်မှာတော့ Luch က Elf ကိုဖားလူသားရွာကိုခေါ်ဖို့အောင်မြင်ခဲ့တာကြောင့်အရိုက်အနှက်ခံနေရတယ်။ Shock က Scarface ကိုတားလိုက်တယ်။ Luch ကအခုချက်ချင်းတည်လို့မဖြစ်သေးဘူးလေ။ Scarface က Luch ကိုမြေပေါ်တွင်းပြီးနောက်ဆုတ်သွားတယ်။အဲ့ဒီနောက် Shock က Luch ကိုအလုံးမြင်မြန်ပြီးအောင်လုပ်ဖို့ခိုင်းလိုက်တယ်။သူတို့က yes ပူဇော်ပွဲကိုတတ်မှတ်ချိန်နဲ့စောပြီးလုပ်ဖို့စီစဉ်နေတာပဲဖြစ်တယ်။ Elf နဲ့သူ့ရဲ့စစ်တီကတော့အားလုံးကိုတနေရာတည်းစုစည်းခေါ်လာပြီးတစ်ချက်တည်းနဲ့အပြစ်ရှင်ဖို့ကြံစီနေတာပါ။ဒီလိုအရင်လိုလုပ်ရတဲ့အကြောင်းရင်းကတော့သူတို့ခေါင်းဆောင်ကြီးပြင်းထန်တဲ့ဖျားနေတာကြောင့်ပါ။ဒါဟာဖားလူသားမျိုးစုရဲ့အလုံးစုံလျော်ဖက်လက်ချက်ဖြစ်ပေမဲ့ Shock က Luch ကိုပြောပြဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒါကတော့တကိုယ်လုံးကိုယာရင်စေတဲ့ထူးဆန်းတဲ့ယောဂတစ်ခုပါ။အစောပိုင်းအစ်စ်မှာအရေးပြားပေါ်မှာအဖြူရောင်အလွှားလေးတွေပေါ်လိုက်တတ်တယ်။အဲ့ဒီအလွှားကအသက်ရှူလမ်းကြောင်းကိုပိတ်ဆို့ပြီးအသက်မရှူနိုင်ဖြစ်သွားတဲ့အထိပြန့်နှံ့သွားတာပါ။ Luch ကတော့ယာရင်ပြီးတည်တယ်ဆိုတာတစ်ခါမှမသိဘူး။ Shock ကသူကိုဒါတွေဘာလို့ပြောပြနေတာလဲလို့သူတွေးနေမိတယ်။ဒါနောက်ထပ်စမ်းသပ်မှုတစ်ခုလားလို့လည်းတန်တရားထင်မိတယ်။သူကပုတ်တင်ညိုလူသားတွေဒါကိုမသိစေနဲ့လို့ပြောလို့ Shock ကလျိုဖက်လက်ချက်ဆိုတာနောက်ဆုံးတော့ပေါက်ကြားသွားမှာပါ။အဲ့ဒီအချိန်မှာ Luch ကအကြံတစ်ခုရသွားတယ်။ပုတ်တင်ညိုလူသားတွေဒီယောဂကကူးဆက်တတ်တဲ့သူတို့မှလည်းကူးနေပြီဆိုပြီးသွားပြောဖို့ပါ။ဆေးဖက်အပင်တွေကိုတော့ရောဆက်လိုက်ရင်အရေးပြားကိုစိုးရွားစွာပျက်စီးစေနိုင်မှန်သူသိတယ်။ Shock ကဒီအကြံကိုချက်ချင်းသဘောကျသွားပြီး Elf တွေကိုဒီကိုခေါ်လာနိုင်ရင်သူ့ကလေးကိုလွတ်မြောက်ချမ်းသာခွင့်ပေးမယ်လို့ကတိပေးလိုက်တယ်။ဘာအပေးတောင်မှမလိုဘူးအခုချက်ချင်းသာဖြစ်အောင်လုပ်တော့။ Luch ကတောင်းဆိုမှုတစ်ခုလုပ်လိုက်တယ်။လေးတွေပါအပါဝင်ယူသွားခွင့်ပြုဖို့ပါ။ဒါမှပိုပြီးအစ်စ်အနာတိုင်ပြီးမို့လို့ပါ။ဖားလူသားတွေကမပေးချင်ပေမဲ့နောက်ဆုံးတော့သဘောတူလိုက်ကြတယ်။နောက်နေ့မှာဖားလူသားတွေပြန်ရောက်ပြီးကုန်ပစ္စည်းအများယူလာကြတယ်။ပုတ်တင်ညိုလူသားတွေကအပြန်လန်ဆေးဖက်အပင်တွေပေးမယ်လို့ပြောတော့ဖားလူသားတွေကငင်းလိုက်တယ်။ဒါကမလုံလောက်ဘူးတဲ့။အဲ့ဒီနောက်သူတို့ကငင်းချမ်းရေးအကြောင်းကိုထပ်ပြီးစကားချီလာပြန်တယ်။ Elf ကဒါတွေအားလုံးကိုကြိုတင်ရိပ်မိပြီးသားဖြစ်နေတယ်။သူက Luch နဲ့နှစ်ယောက်ထဲစကားပြောဖို့ခွင့်တောင်းလိုက်တယ်။ Shock ကလည်းအခွင့်ပြုရုံသာအခြားမရှိတော့ဘူး။ခဏဆောင်တော့ Elf က Luch ကလူအုပ်ကဝေးသွားတာကိုခေါ်သွားတယ်။ Luch ကတော့သူတို့ဇက်လန်အတိုင်းဟန်ဆောင်ကောင်းနေတော့မယ်။ဖားလူသားတွေကဘလောက်စိတ်ကောင်းကြတယ်လို့ပြောပြီး Elf ကိုတန်တရားတွေဖျောက်ဖျက်ဖို့တောင်းပန်နေတယ်။အဲ့ဒီအချိန်မှာပဲအပြာရောင်လိပ်ပြားလေးတစ်ကောင်ပြန်တန်းလာပြီး Luch ရဲ့ခေါင်းပေါ်မှာခဏနားနေတယ်